1914 ခုနှစ်တုန်းကရာဂျာလို့အမည်ပေးထားတဲ့16နှစ်အရွယ်ကျောင်းသားတစ်ယောက်ဟာနွေရာသီကျောင်းပိတ်ရက်မှာကျောင်းကနေအိမ်ပြန်လာတဲ့အခါသူ့အမေတငယ်ချင်းမာလာနဲ့မြင်းစည်းနေရင်ရာဂျာဟာသူမရဲ့ပေါက်စီကိုခိုးကြည့်နေတဲ့အချိန်မှာမာလာကတတိထားမိပေမဲ့ဘာမှမပြောဘဲငိမ်နေလိုက်ပါတယ်။မကြာခင်မှာပဲရာဂျာတို့ကသူ့အမေကကြိုဆိုနေတဲ့လာပါတဲ့အင်ကြီးစီကိုရောက်ရှိလာပြီးမိချောလို့အမည်ပေးထားတဲ့အိမ်ဖော်တစ်ယောက်ဟာသူတို့ကိုပစ္စည်းမြောက်ကိုတဲပေးရင်သူမကိုမမီလာလို့မေးပြီးရာဂျာကတော့မမီတယ်လို့ပြန်ဖြေလိုက်ပါတယ်။အဲဒီနောက်သူ့အဖေရဲ့တငယ်ချင်းဟောင်းနဲ့ရာဂျာကိုမိတ်ဆက်ပေးပြီးအိမ်ပေါ်မှာရှိတဲ့သူ့ညီမငယ်ဟာပြေးစင်းလာပြီးသူ့ကိုမတွေ့ရတဲ့ကြာသောကြောင့်အားရပါးရနဲ့ပြေးဖက်လိုက်ပါတယ်။နောက်တော့ရာဂျာနဲ့သူ့ညီမဟာလွမ်းဆုဖို့ကောင်းတဲ့တောထဲလမ်းလျှောက်ထားရင်မမျှော်လင့်မဲ့လမ်းတစ်ဝက်ရောက်တော့တီတီကောက်နေတဲ့မလာနဲ့တွေ့တဲ့အချိန်မှာသူမကအပေါ့သွားချင်တယ်လို့ပြောပြီးရာဂျာကိုတီတီချင်းခဏကန်ခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူမကသူ့ရဲ့ကောင်ဝန်ကိုရုတ်တရက်လမ်းလိုက်ပြီးရာဂျာကမမြင်ဘူးတဲ့အရာကိုမြင်တော့မျက်လုံးပြူးသွားခဲ့ပါတယ်။အဲ့ဒီနောက်ရာဂျာဟာတောထဲမှာဆက်ပြီးလမ်းလျှောက်နေရင်ခလန်းလန်းမှရေတံတချို့ကိုကြားလိုက်ရပြီးဘာဖြစ်နေလဲလို့မြေပေါ်မောက်ပြီးချောင်းကြည့်နေတဲ့အချိန်မှာအသွဲခြုံတိုးနေတာကိုတွေ့လိုက်ရပါတယ်။ချောင်းကြည့်နေတဲ့ရာဂျာကိုမိချောကသူ့ကိုတတိထားမိလိုက်ပြီးချက်ချင်းပဲထွက်ပြေးသွားပြီးညရောက်တော့ရာဂျာဟာမိသားစုနဲ့ညစာစားနေပြီးသူ့အမေကသမင်းစားရင်စီကန်းတင်းကျပ်ရတယ်လို့သူ့ကိုပြောလိုက်ပါတယ်။ညစာစားပြီးတဲ့အခါရာဂျာကသူ့အခန်းထဲပြန်ဝင်သွားပြီးအပြင်မှာဆူညံတန်တချို့ကိုကြားရလို့ငုတ်ကြည့်လိုက်တဲ့အချိန်မှာအင်ပေါ်ဟာလင်းတယောက်ကတခါနောက်မှာတိတ်ခံနေရတာကိုတွေ့တော့အံ့ဩသွားပြီးအခါနောက်ကယောက်ျားပြီးသွားတဲ့အခါဟာလင်းလည်းသူ့အလုပ်သူဆက်လုပ်ပြီးရာဂျာလည်းသူ့အခန်းထဲကိုပြန်ဝင်သွားကသူ့ညီမနဲ့ခဏဆော့ကစားပြီးအိပ်ပျော်သွားခဲ့ပါတယ်။သူ့ညီမကအိမ်မပျော်နိုင်လို့အေးအေးပြတ်နေတဲ့အကိုဖြစ်သူကိုပုံပြင်နှောင်းတောင်းခြင်းနဲ့ဆိုပြီးသူ့အကိုကိုလမ်းနှိုးလိုက်ပါတယ်။အဲ့ဒီအခါရာဂျာလည်းနှိုးလာပြီးသူ့ညီမကိုဂျပန်ကတုံးပုံပြင်ပြောပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာကလေးထိန်ခိတ်ရောက်ရှိလာပြီးသူ့အိမ်ယာမှာသွားအိပ်ဖို့ပြောလိုက်ပြီးကလေးမလည်းသူ့အခန်းကိုအမြန်ပြေးဝင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာရာဂျာရဲ့ဆောင်ဖောင်းလာတာကိုခိတ်ကတွေးမိလိုက်ပြီးရုတ်တရက်လန်ကြည့်လိုက်တဲ့အချိန်မှာရာဂျာလည်းရှက်ကိုရှက်ကနဲ့သူ့ရဲ့တူလေးကိုလက်နဲ့အုပ်လိုက်ပါတယ်။ရာဂျာနဲ့သူ့တငယ်ချင်းဟာမြေကမ်းဘေးမှာအလဲသွားနေစဉ်အိမ်ပေါ်၃ယောက်စကားပြောနေတာကိုတွေ့လိုက်ပြီးမြေကမ်းတစ်ဖက်မှာလူကြီး၃ယောက်ရောက်ရှိလာပြီးသူတို့ကိုတခုခုအော်ပြောလိုက်တဲ့အချိန်မှာအိမ်ဖော်မင်းကလေးတစ်ယောက်ကကာဝန်ကိုလန်ပြလိုက်ပြီးရာဂျာတို့လည်းအံ့ဩသွားခဲ့ကြပါတယ်။နောက်တော့ရာဂျာအမနဲ့သူ့အဖေတို့ဟာကားစီးပြီးပြန်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့မိသားစုတွေကိုနှွေးထွေးစော်ပေးဖပ်ပြီးရာဂျာကိုတော့နဖူးပဲနမ်းခဲ့ပါတယ်။မိသားစုလုံးတစုတစည်းရှိနေတဲ့အချိန်မှာသူတို့အဖေကလည်းစီးပွားရေးအဆင်မပြေတဲ့အကြောင်းတွေကိုရှင်းပြနေခဲ့ပါတယ်။အမျိုးသမီးဝတ်စုံနဲ့ SCS အဖွဲ့တို့ဟာရာဂျာနဲ့သူ့ညီမကိုလိုက်ဖမ်းလို့ဘုရားကျောင်းစီထွက်ပြေးခဲ့ရပြီးဘုရားကျောင်းရဲ့မျက်နှာကျက်ပေါ်မှာပုံခဲ့ရပါတယ်။မာဂရက်ဟာဘုရားကျောင်းထဲဝင်လာပြီးရာဂျာနဲ့သူအိတ်ချင်းကြောင့်ဘာညာတကာကိစ္စတွေကိုစူးတောင်းနေတဲ့အချိန်မှာမျက်နှာကျက်ပေါ်မှာပုံနေတဲ့ရာဂျာလည်းလန့်သွားပြီးရုတ်တရက်ချေချော်ကသူတို့အရှိမပြုတ်ကျလာခဲ့ပါတယ်။ဘုရားကျောင်းကိုခိုးဝင်မှုကြောင့်ရာဂျာတယောက်အပြစ်ပေးဖို့အတွက်သူရဲ့မိဘကိုပရောဟိတ်ဆရာကမေးပြီးသူမိဘကလည်းသဘောတူကဒိန်နာအချက်20နဲ့သင်ခန်းစာတစ်ခုပေးရန်အတွက်ရာဂျာကိုဆိုးမခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအယ်လီဆာနဲ့ရိုလန်ဒိုဟာအိမ်ထဲဝင်လာပြီးရာဂျာအပြစ်ပေးခံရတော့ရီမောပြီးရာဂျာလည်းမခံမရက်နိုင်ဖြစ်နေခဲ့ပါတယ်။ရာဂျာရိုက်ခံရတဲ့အချိန်မှာမိချောနဲ့သူ့ညီမဟာပြတင်းပေါက်ကနေချောင်းကြည့်ပြီးသူ့အတွက်စိုးရိမ်နေကြပါတယ်။ညရောက်တော့သူ့ညီမလည်းအရိုက်ခံရတဲ့ရာဂျာကိုနှက်လိုက်ပြီးကိုနိုင်လို့ပြောကနှစ်သိပ်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာရာဂျာရဲ့အခန်းအပြင်ဘက်မှာအင်ပေါ်ဟာလင်းကတစုံတစ်ယောက်နဲ့ချီချီပွဲဆင်နွှဲနေတာကိုကြားလိုက်ပြီးတော့ချောင်းကြည့်နေခဲ့ပါတယ်။တစ်ဖက်မှာလူကြီးတစ်ယောက်လည်းအဲ့ဒီချီချီပွဲကိုကြည့်နေရင်းနဲ့ရာဂျာလည်းတတိထားမိလိုက်ပြီးလန့်သွားခဲ့ပါတယ်။ဟာလင်းတို့ချီချီပွဲကိုကြည့်နေတဲ့လူကဘသူလဲလို့မိချောကရာဂျာကိုမေးလိုက်တဲ့အချိန်မှာရာဂျာလည်းအင်ပေါ်အမြင်ပြေးတက်သွားပြီးတစုံတစ်ယောက်ကသူ့ကိုတတိထားမိလိုက်ပါတယ်။ရာဂျာကအင်ပေါ်ရောက်တော့မမ်ကြောင်ကိုဆက်ဆူပြီးကြည့်လိုက်တဲ့အခါမထင်မှတ်တဲ့အရာတွေတွေ့ခဲ့ရပါတယ်။မမ်ကြောင်ကြည့်ပြီးတဲ့အခါအဲ့ဒီအောက်မှာစာအုပ်တအုပ်ရှိနေတာကိုတွေးမိလိုက်ပြီးယူဖက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလူကြီးတစ်ယောက်ရောက်ရှိလာပြီးသူယူဖက်နေတာကိုတွေ့တော့စိတ်ပြတ်သွားခဲ့ပါတယ်။နောက်တော့ရိုဂျာလည်းသူ့အခန်းကိုသူပြန်သွားတဲ့အချိန်မှာသူမိဘရဲ့အခန်းတစ်ခါနောက်ရောက်တော့အတန်တခုခုကြားပြီးဆက်ဆူခြင်းနဲ့စိတ်နဲ့ချောင်းကြည့်ဖို့လုပ်နေတဲ့အချိန်မှာမထင်မဲ့ပဲရိုလန်ရောက်ရှိလာပြီးသူမိဘနဲ့တိုင်ပြောမယ်ဆိုပြီးအကျက်ကင်လိုက်ပါတယ်။သူမိဘကိုမတိုင်ဖို့တောင်းပန်လိုက်တဲ့အချိန်မှာရိုလန်ကအခွင့်ကောင်းယူပြီးသူ့ကိုကားဆေးခိုင်းလိုက်ပါတယ်။နောက်တနေ့မနေ့မှာရိုဂျာကကားကိုရေဆေးပေးနေတဲ့အချိန်မှာရိုလန်ကသူ့လုပ်နေတာကိုသဘောမကျပဲရေပုံးကိုခြေထောက်နဲ့ကန်လိုက်ပါတယ်။ရိုဂျာကလည်းဒေါသထွက်ပြီးစာအုပ်ယူကနွမ်းတင်ပုတ်ထဲကိုတွားပြီးစာဖတ်နေကအဲ့ဒီမှာအလုပ်လုပ်နေတဲ့အစီခံတစ်ယောက်လည်းရှိနေပါတယ်။ဟာလင်းကလည်းကြက်ကိုအစာကျွေးဖို့ရောက်ရှိလာပြီးမထင်မဲ့ပဲအဲ့ဒီလူကြီးကကြက်ထွက်ပေါက်ကိုပေးလိုက်တဲ့အချိန်မှာဟာလင်းကအဲ့ဒီမှာညက်နေပြီးတော့ရာဂျာကိုအကူအညီတောင်းခဲ့ပါတယ်။ရိုဂျာကလည်းကူညီဖို့လုပ်နေတဲ့အချိန်မှာဟာလင်းလည်းအဲ့ဖီလင်ကောင်းတယ်ဆိုပြီးကြက်ထွက်ပေါက်ကိုမဖွင့်တော့နဲ့လို့ပြောကတိတ်မိတ်ခံနေခဲ့ပါတယ်။ရိုဂျာလည်းအပြင်ဘက်မှာဖြစ်ပျက်နေတဲ့အရာများကိုမသိလိုက်ပဲအပြင်ထွက်လာတဲ့အခါဟာလင်းကိုကောင်းအောင်လုပ်ပေးနေတဲ့လူကြီးနဲ့တွေ့ခဲ့ပါတယ်။နောက်တော့ရိုဂျာလည်းသူ့အမေစီတော့တွေ့ပြီးအယ်လီဆာနဲ့ရိုလန်ကလည်းဖနက်ကိုတိုက်ခန်းလိုက်တဲ့အချိန်မှာရိုဂျာကငင်းဆိုလိုက်ပြီးရိုလန်ကလည်းစိတ်တိုးသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ညရိုဂျာကသူ့အမေခန်းထဲချောင်းကြည့်နေတာကိုရိုလန်ကသူ့မိခင်ကိုအကုန်လုံးပြောပြလိုက်ပါတယ်။သူ့အမေလည်းဒေါသထွက်ပြီးဒီကနေထပ်တော့
သွားပြီးဖို့သူ့အမေကအော်ငေါ့ပြောခဲ့ပါတယ်။မတော်ခင်မှာရော်ဂျာလည်းစပွဲပေါ်မှာတင်ထားတဲ့စာအုပ်တစ်အုပ်ကိုတွေ့လိုက်ပြီးသူ့လက်ထက်ကညဉ့်ညမ်းတဲ့စာအုပ်တစ်အုပ်နဲ့အလီဇာအတွက်ခေါ်လဲလိုက်ပါတယ်။အလီဇာလည်းအဲ့ဒီစာအုပ်ကိုဖတ်လိုက်တဲ့အချိန်မှာပြုံးစီစီဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာရော်ဂျာလည်းမိဖို့ချောင်းလဲသွားပြီးမိချောကိုသူ့ရဲ့လူပြိုဖို့အပေးဖို့ကြံစည်လိုက်တဲ့အခါမိချောကသဘောမတူတဲ့ပကံနဲ့သူ့ရဲ့ကောင်းကိုရိုက်လိုက်ပြီးရော်ဂျာမန်တိလိုက်တော့သူ့ရဲ့ရင်သားနဲ့မူဝေနေတဲ့ဒဏ်ရာကိုပြန်ကူပေးလိုက်ပါတယ်။ဒါပေမဲ့ကံမကောင်းစွာပဲအဲ့ဒီအချိန်မှာမိဖို့ချောင်းတဲ့ကိုတဆုံတယောက်ကရောက်ရှိလာပြီးရော်ဂျာရဲ့အခွင့်အရေးကိုနှောက်ယှက်ခံခဲ့ရပါတယ်။မလာကဘုရားကျောင်းစီလန်းလျှောက်သွားတာကိုရော်ဂျာကတွေ့သွားပြီးရော်ဂျာလည်းအစီအစဉ်တစ်ခုချပြီးလိုက်သွားခဲ့ပါတယ်။မလာတယောက်တည်းရှိနေတဲ့အချိန်မှာရော်ဂျာကအနောက်ကနေသူမရဲ့ခါကိုကင်ပြီးဒိတ်ဖို့လုံးနေတဲ့အချိန်မှာဂျမနီကပြင်သစ်ကိုတိုက်ခိုက်နေတာကြောင့်ကမ္ဘာစစ်စတင်နေပြီလို့စပိုတမရောက်ရှိလာချိန်မှာတော့သူတို့ရဲ့လှုပ်ရှားမှုတွေအနောက်ရှက်ဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာသူမိသားစုကစီးပွားရေးတွေပြန်ဆင်ပြေတဲ့အတွက်ပါတီတစ်ခုလုပ်ပြီးတော့စစ်ပွဲမှာပါဝင်ရတဲ့လူတွေကိုဇယင်းကောက်နေပြီးရိုလန်ကသူ့အသက်ကြီးပြီဆိုတဲ့အကြောင်းပြချက်မျိုးနဲ့ငင်းဆိုခဲ့ပေမဲ့နောက်နေ့တော့ရိုလန်လည်းစစ်ပွဲထွက်ခဲ့ရတာပါပဲ။ရော်ဂျာကအသက်ငယ်သေးတာကြောင့်စစ်ပွဲကိုမတွားရပဲဒါကိုအခွင့်ကောင်းယူကကြံရှိခဲ့တဲ့မိမသားတွေနဲ့ပျော်မွေ့ပြီးတော့သူကံကောင်းတယ်လို့ဘုရားကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။နောက်တော့မိချောကအင်အောက်ကနေအင်ဘော်ကိုဖြာတက်ဖို့လုပ်နေတဲ့အချိန်မှာရော်ဂျာကလောက်ကူညီပြီးအခန်းထဲရောက်တော့ဘုရားကိုခင်းကမိချောကတခါပိတ်ပြီးသူ့ရဲ့အင်ဂျီကိုချုပ်ကနှစ်ယောက်တူတူပျော်မွေ့နေကြပါတယ်။ရော်ဂျာကသူ့ဘဝမှာဒါပထမဆုံးမင်းကလေးနဲ့တူတူနေပူတာကြောင့်မိချောကသူ့ကိုအယံပြင်းမြန်လွန်းတယ်ဆိုပြီးပြောလိုက်ပါတယ်။ကြီးတော့တဲ့အချိန်မှာရော်ဂျာကသူ့ညီမကိုအင်အောက်မှာဘာတွေဖြစ်နေတာလဲလို့မေးလိုက်ပေမဲ့သူ့ညီမကသူ့ကိုကောင်းကောင်းပြန်မဖြေခဲ့ပါဘူး။ရော်ဂျာနဲ့သူ့ညီမဟာအင်အောက်မှာစကားပြောနေတဲ့သူ့အမေနဲ့ဘရော့ဟစ်ဆရာတို့ကိုတွားချောင်းကြည့်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာကင်ပွန်းချစ်သူနဲ့ဆန္ဒတူရင်ဘယ်စီးပွားရေးကိုမဆိုလှုပ်ဆောင်နိုင်ကြောင်းဘရော့ဟစ်ဆရာကရော်ဂျာရဲ့အမေကိုပြောလိုက်ပြီးဒါကိုညီမဖြစ်သူကကြားပြီးရည်ခဲ့ပါတယ်။သူညီမရဲ့ရည်တံကိုကြားတော့သူတို့ခိုးကြည့်နေတာကိုအမေဖြစ်သူကတတိထားမိလိုက်ပြီးဒါကလက်ဝဲချက်တစ်ခုဖြစ်တာကြောင့်ဘယ်သူမှမပြောဖို့မှာလိုက်ပါတယ်။ညကံပေးမှာခိတ်တယောက်စပင်ပြင်းနေတဲ့အချိန်ရော်ဂျာကသူ့စီကိုရေကူးလာပြီးနဘူးတဲ့စိမ့်နဲ့သူမအရန်လာတဲ့ဆိုပြီးဗညာတတကာမြောက်ပြောလိုက်ပါတယ်။ရော်ဂျာရဲ့အဖေကဘုံမှုကြီးတူဖြစ်တာကြောင့်စိတ်တိုက်တော်လာနိုင်ပြီးနေအိမ်ကိုမကြာခဏပြန်လာခဲ့ပါတယ်။ညရောတော့မကရနီခိတ်တို့ကသူတို့ရဲ့တတိအခန်းကိုတိတ်တိတ်လေးချောင်းကြည့်နေတဲ့အချိန်မှာရော်ဂျာကလက်တွေ့သွားပြီးဘလုံးနေကြလဲလို့မေးလိုက်ပြီးရော်ဂျာလည်းသူ့အမေခန်းတဲ့ကိုခွင့်မတောင်းပဲဝင်တော့ကမိခင်ဖြစ်တော့ကသူ့ကိုညှင်ထုတ်လိုက်ပါတယ်။နောက်တော့မကရလည်းသူ့အခန်းကိုပြန်လာပြီးအခန်းထဲမှာရှိနေတဲ့ရော်ဂျာကိုတွန်းလှန်လိုက်ပြီးအစပိုင်းမှာတော့ရော်ဂျာကသူမအသက်ကြီးပြီးမစားချင်ပဲငင်းလိုက်ပြီးမကရလည်းသူဟာအပြိုဖြစ်နေသေးတယ်လို့ထုတ်ဖော်ပြောဆိုကဒီစကားကိုကြားလိုက်တဲ့ကိုနဘူးရော်ဂျာကပြန်ပြီးစိတ်ပြောင်းသွားခဲ့ပါတယ်။နောက်တနေ့မှာဖန်ကစားတဆောင်ယူလာပြီးထက်ခိုးပေါ်တက်သွားတော့ကိုရော်ဂျာကတွေ့သွားပြီးသူလည်းဆက်ဆုချင်တဲ့ကြောင့်ဘာသာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအခါစစ်မြေပြင်သွားရတဲ့စစ်သားတွေရဲ့မိသားစုကိုမနှောက်ယှက်ရဘူးလို့တတိပေးစာဖြစ်တဲ့ကြောင့်ဖက်ကပြန်ပြောလိုက်ပါတယ်။နောက်တော့ဟာလင်ကရော်ဂျာရဲ့အခန်းထဲကိုလက်ဖက်ရည်တဲလာပြီးရော်ဂျာကလက်ဖက်ရည်မတော်ပဲငင်းဆိုလိုက်ပြီးသူမထမတော်ခင်တခါဝရောက်တဲ့အချိန်မှာရော်ဂျာကသူ့ကိုဆွဲစီးလိုက်ပါတယ်။နောက်တနေ့မှာရော်ဂျာနဲ့သူညီမတပင်အောက်မှာထိုင်ပြီးစကားပြောနေတဲ့အချိန်သူညီမကခိတ်မီချောနဲ့တခြားမင်းကလေးတွေနဲ့အိပ်ဖူးလာလို့မေးလိုက်ပါတယ်။ရော်ဂျာကဘာမှမဖုံးကွယ်ပဲဒီမှာနေတဲ့မင်းကလေးတွေနဲ့အတူနေဖူးတယ်လို့ပြန်ပြေးလိုက်ပါတယ်။နလကြာပြီးတဲ့နောက်ရော်ဂျာနဲ့အလီဆာတို့တပင်အောက်မှာအိပ်နေတဲ့အချိန်မှာရုတ်တရက်တိုက်လီရင်တစီကောင်းပေါ်ပြန်နေတာကိုတွေ့လိုက်ပြီးအဲ့ဒီအချိန်မှာစစ်ပွဲပြီးမို့စစ်မှုထမ်းရတဲ့စစ်သားတွေပြန်လာခွင့်ရပြီလို့ရိုလန်ကပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာရော်ဂျာကသူရှုပ်ခဲ့တဲ့အရာတွေပြဿနာကြီးတက်ပြီးလို့တွေးပြီးစိတ်မကောင်းဖြစ်ခဲ့ပါတယ်။အဲ့ဒီညမှာမိချောဟာသူ့မှာကိုဝင်ရှိတယ်လို့ရော်ဂျာစီလာပြီးဝန်ခံလိုက်ပါတယ်။အချိန်တည်းမှာပဲမကရက်လည်းသူ့မှာကိုဝင်ရှိတယ်လို့ဝန်ခံလိုက်ပြီးအဲ့ဒီအချိန်မှာရော်ဂျာလည်းကောင်းရှုပ်သွားပြီးအဲ့ဒီညမှာပြန်လာတဲ့သူတို့ဝဲတဲ့နဲ့တူတူနေခိုင်းပြီးကြံစီလိုက်ပါတယ်။ရက်အနေငယ်ကြတော့၃ယောက်စလုံးတပြိုင်တည်းလက်ထက်ခိုင်းလိုက်ပြီးရော်ဂျာလည်းစိတ်သက်သာမှုရသွားခဲ့ပါတယ်။နောက်ဆုံးတော့လည်းကိုလူလည်းကအထုပ်ပိုးတွေပြင်ပြီးအိမ်မှာရှိတဲ့လူတွေနဲ့နှုတ်ဆက်ကအကြောင်းပြန်သွားပြီးစလန်းကဒီမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။အခုလိုမျိုး recap video တွေကိုကြိုက်နေတဲ့တဲ့ဆိုရင် like နဲ့ subscribe လုပ်ထားပြီးနောက်ဗီဒီယိုမှာပြန်ဆုံကြရတော့အဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။